မီတယောက်အတွက်စိတ်ညစ်ရဆုံးနဲ့အပင်ပန်းဆုံးကိစ္စကတော့ကိုလလွယ်လို့စေလဖွားထားရတဲ့တသားမီလေးတွေဖျားနာနေတဲ့အချိန်မှာကလေးကတအားဆော့လို့ပင်ပန်းနေဆိုတာကကလေးဖျားလို့ပင်ပန်းစိတ်ညစ်တာကိုနည်းနည်းလေးမှမမီပါဘူးနော်ဒီတော့မမီတိုင်းရဲ့ဆန္ဒဖြစ်တဲ့ကလေးငယ်လေးတွေဖျားနာမှုကင်းစေဖို့နဲ့ကလေးငယ်လေးတွေကိုဖျားနာမှုကနေပြီးတော့ကာကွယ်ပေးနိုင်ဖို့အတွက်သိထားဖို့လိုတဲ့အချက်လေးတွေကိုဒီနေ့ဗီဒီယိုလေးထဲမှာပြပြပေးထားပါတယ်ရှင်ဒီဥဆုံးဘလို့အခြေအနေတွေကိုဖျားရလို့ဆိုနိုင်လဲဆိုတော့ပြပြပေးချင်ပါတယ်။ဖျားတယ်ဆိုတာကအလွယ်ပြောရရင်တော့ကိုပူတာပါ။ကိုခံအားကပြင်ပကဝင်ရောက်လာတဲ့ယောဂပိုးတွေကိုတိုက်ထုတ်ပေးနေတဲ့အချိန်မှာခန္ဓာကိုယ်ကအပူချိန်တက်လာတာကိုကိုပူတယ်လို့ပြောတာပါ။ဒီလိုမျိုးခန္ဓာကိုယ်အပူချိန်မြင့်တက်လာတာကိုဖျားတယ်လို့အဓိပ္ပာယ်ဖွင့်ကြတာပါ။တာမုံမီတာနဲ့တိုင်းကြည့်လိုက်တဲ့အခါမှာအခုပြရပေးသားမယ့်အခြေအနေမျိုးတွေဆိုလို့ရှိရင်တော့ဖျားနေပြီလို့ဆိုလို့ရပါပြီ။စအုပ်အပူချိန်၊နားရိတ်အပူချိန်၊နှထင်သွေးကြောအပူချိန်က100.4 ဒီဂရီဖာရင်ဟိုက်ဒါမှမဟုတ်38ဒီဂရီစင်တီဂရိတ်နဲ့အဲ့ဒီထက်ပိုများနေတဲ့အခါဂရင်းအပူချိန်က100ဒီဂရီဖာရင်ဟိုက်ဒါမှမဟုတ်39.8ဒီဂရီစင်တီဂရိတ်နဲ့အဲ့ဒီထက်ပိုများနေတဲ့အခါချိုင်းကြားအပူချိန်က69ဒီဂရီဖာရင်ဟိုက်ဒါမှမဟုတ်39.2ဒီဂရီစင်တီဂရိတ်နဲ့အဲ့ဒီထက်ပိုများနေတဲ့ခါမျိုးတွေမှာဆိုလို့ရှိရင်တော့ကလေးကကိုယ်ပူချိန်များနေပါပြီနော်။တနည်းပြပြရမယ်ဆိုလို့ရှိရင်တော့ကလေးငယ်လေးဖျားနေပါပြီ။ကလေးငယ်လေးတွေကိုဖျားနာစေတဲ့အကြောင်းရင်းတွေကတခုတည်းတင်မကပါဘူးနော်။အသက်ရှူလမ်းကြောင်းအထက်ပိုင်းပိုးဝင်တာတုတ်ကွေးသွားပေါက်တာနားပိုးဝင်တာခြေလက်ပါးစပ်ယောဂအာဒီရောင်တာကြောက်ကဒါမှမဟုတ်စီလမ်းကြောင်းပိုးဝင်တာရေကြောင်ကြက်ညာချောင်းဆိုမျက်စိနာအစာချေစနစ်ပိုးဝင်တာကောက်ခွေးဆေးထိုးပြီးတဲ့အခါမှာကိုဗစ်ဘိုင်းရဲ့ကြောင့်ဒီလိုမျိုးချက်တွေကြောင့်လည်းဖျားနိုင်ပါတယ်။ဘယ်လိုကောက်ခွဲပေးရမလဲဆိုတာကိုဆက်ပြီးတော့ပြပြချင်ပါတယ်။ကလေးငယ်လေးတွေကိုဖျားနာတာမျိုးမဖြစ်စေဖို့အတွက်ဆိုလို့ရှိရင်တော့ပထမဆုံးချက်အနေနဲ့အာဟာရပြေဝအောင်ပြင်ဆင်ပေးပါ။အာဟာရပြေဝတာကကလေးငယ်လေးတွေရဲ့ကိုယ်ခံအားကိုအကောင်းဆုံးပြုလုပ်စေနိုင်ပါတယ်။နောက်တစ်ချက်ကတော့တကူရေးတန့်ရှင်းရေးကိုပြုဆိုင်ပါ။တကူရေးတန့်ရှင်းရေးကိုအကောင်းဆုံးလုပ်ဆောင်ပေးတာကကလေးတွေကိုယောဂပိုးတွေအနေကနေပြီးတော့အထီးရောက်ဆုံးကာကွယ်နိုင်မှာပါ။ပြီးတော့ကာကွယ်ဆေးထိုးပေးပါတချို့သောယောဂတွေကကာကွယ်ဆေးထိုးပြီးတော့ကာကွယ်လို့ရပါတယ်ဒါကြောင့်မို့လို့ခလေးကိုမလိုအပ်ဘဲနဲ့ဖျားနာမှုတွေကင်းစေဖို့အတွက်ကာကွယ်ဆေးတွေကိုစုံစုံလင်လင်ထိုးပေးပါနော်ပြီးတော့လူများတဲ့နေရာတွေကိုခွန်သွားပါနဲ့လူထူထပ်တဲ့နေရာတွေကယောဂကူးစက်နိုင်ခြင်းများပါတယ်ဒါကြောင့်မို့လို့ခလေးကိုဖျားနာမှုကင်းစေခြင်းနဲ့ဆိုရင်တော့လူထူထပ်တဲ့နေရာတွေကိုခွန်သွားတာကတော့အကောင်းဆုံးပါပဲပြီးတော့လက်ဆေးခိုင်းပါလက်ဆေးတာကယောဂကိုကောက်ွယ်မှုပေးနိုင်တဲ့အလွယ်ကူဆုံးနည်းလမ်းပါပဲ။ဒါကြောင့်မို့လို့ခလေးကိုတခုခုကင်တွေထိတွေ့ပြီးတဲ့အခါတိုင်းမှာလက်ဆေးတဲ့အလေးထားလေးကိုလုပ်ပေးထားပါနော်။နောက်ဆုံးချက်အနေနဲ့ကတော့အိတ်ချိန်ယူဆိုင်ပါ။ခလေးတွေကအိတ်ချိန်ပြေးွားမှရုပ်ရောစိတ်ပါကျန်းမာဖွံ့ဖြိုးမှာဖြစ်တယ်လို့ဘုခံကလည်းပြည့်ပြည့်ဝဝဖွံ့ဖြိုးမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့နေ့စဉ်ပြေးွားတဲ့အိတ်ဆက်ချိန်လေးရှိစေဖို့အတွက်ယူဆိုင်ပေးပါနော်။ဒီလောက်ဆိုလို့ရှိရင်တသားမီးလေးတွေကိုဖျားနာစေတဲ့အချက်တွေကိုနှစ်နိုင်သမျှကောက်ွယ်ပေးပြီးတော့ဖျားနာမှုကင်းစေတဲ့နည်းလမ်းလေးတွေကိုသိလောက်ပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်